အာနာသိမ့်နေဆိုတဲ့ဟာပေါ့အဲ့ဒါကိုကျွန်တော်တို့အတိတ်ပဲဖွင့်ဖို့ကဘာမှာတမရောကအာနာသိမ့်နဲ့အချိန်နဲ့မနေဘူးအာနာသိမ့်တဲ့နိုင်ငံတွေလည်းမနေဘူးအဲ့တော့ကျွန်တော်တို့နားလေတာကဒါမှလူတွေနားလေတာအယတအုပ်ချုပ်တဲ့နိုင်ငံအယတအစိုးရအုပ်ချုပ်တဲ့နိုင်ငံကိုတမရောကအာနာသိမ့်လိုက်တဲ့အချိန်မှာနံပါတ်1ကအဲ့ဒီအယတအစိုးရကြီးကိုဖြုတ်ချပလိုက်တယ်ဟမ်းမယ်စီးမယ်ထောင်ချမယ်အဲ့ဒီအစိုးရကိုဖြုတ်ချတယ်အဲ့ဒီလိုဖြုတ်ချဖို့အတွက်ပထမအရေးကြီးတာအဲ့ဒီအယတအစိုးရရဲ့အာဏာဘယ်မှာတည်လဲဆိုအခြေခံဥပဒေမှာတည်သူတို့ကအခြေခံဥပဒေမရှိတဲ့အယတအစိုးရဆိုတာမရှိဘူးအဲ့တော့အခြေခံဥပဒေကိုသူတို့ကဖျက်ဆီးတယ်ဖျက်ပလိုက်တယ်အကျုံးမဝင်ဘူးအခြေခံဥပဒေကိုဖျက်သိမ်းတယ်ဖျက်ဆီးတယ်ပြီးမှအယတအစိုးရကိုလည်းဖျက်သိမ်းတယ်ပြီးရင်လိုအပ်တယ်လို့အရေးယူတယ်ပြီးရင်သူတို့ကိုနံပါတ်1ရှေးဥချုပ်ရေးကြီးညာပလိုက်ရှေးဥချုပ်ရေးဆိုတာစစ်တပ်လိုချင်တဲ့အတိုင်းလူထင်တဲ့ဟာသူ့ဥပဒေပြီးရင်သူတို့မှအစဉ်တဲ့ကျူပင်ထားတဲ့ဥပဒေရှိရင်လည်းအဲ့ဒီဥပဒေနဲ့တိုင်းပြည်ဥချုပ်ပေါ့ယာယီပဲဖြစ်ဖြစ်အကန့်အသတ်နဲ့ပဲဖြစ်ဖြစ်သူတို့ဥချုပ်ပေါ့အဲ့ဒါကျွန်တော်တို့တာမန်လူတွေနားလေတဲ့အာဏာသိမ်းပြီးတော့စီဥချုပ်ရေးတင်သွင်းနေရပါဒါပေမဲ့2008ကိုကျွန်တော်တို့တေချာကြည့်မယ်ဆိုလို့ရှိရင်တမတော်ကအဲ့လိုမျိုးကျွန်တော်တို့နားလေတဲ့ပုံစံနဲ့လက်ရှိ2008ဖွဲ့စည်းပုံအခြေခံဥပဒေက2015အထူးထူးရွေးကောက်ပွဲမှာနိုဝင်ဘာလမှာရွေးကောက်ပြီးတော့မတ်လ30နေ့မှာအာဏာလွှဲပြီးတော့ဧပြီလ10ရက်နေ့မှာအစိုးရဖြစ်လာတဲ့ဟာကိုဖြုတ်ချပြီးရင်ဒီ2008ဖွဲ့စည်းပုံကိုပယ်ဖျက်ရင်သူတို့ငါတို့အာဏာသိမ်းလိုက်လို့ကရင်ငါတို့လူချင်းနဲ့ဥပဒေနဲ့စီအုပ်ချုပ်ရေးကြီးညာမယ်ဥပမာပြရင်1960နှစ်တုန်းကအချို့ကြီးနေဝင်လုပ်တယ်လို့ပေါ့49ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းမရှိတော့ဘူးပြီးရင်1988တုန်းကအကြောင်းမျိုးမျိုးကြောင့်ဘာအကြောင်းပဲပြဝချုံမကြီးစောမောင်က1994ချီကောင်တွေဖျက်သိမ်းပြီးတော့သူစေဥပဒေပြဋ္ဌာန်းပြီးတော့လုပ်မှာလားဒါသုံးလေအဲ့ဒါကြောင့်ဝချုံမကြီးမြောက်နိုင်ရလဲပြောနေတာသူယုံကလည်းစာထုတ်နေတာကျွန်တော်တို့ကဒီအခြေခံဥပဒေအရာမနေ့ကဘုံမှုချုပ်ဇော်မင်းထွန်းလည်းပြောတယ်ပုံမှန်20စလုံးအရာဒီအခြေခံဥပဒေကိုကာကွယ်ဖို့တာဝန်ရှိတဲ့လူအဖွဲ့အစည်းဖြစ်ပါတယ်ဆိုပြီးတော့ပြောနေတဲ့လူကစာလဲထုတ်တယ်တရင်စာမှာလဲနိုင်ငံတိကဘာတိတနိုင်နီးပါးထိုင်ပြီးတော့စကားပြောတယ်မနေ့ကလည်းတရင်စာရှင်းလင်းပွဲလုပ်တယ်တရင်စာရှင်းလင်းပွဲပြောမလားတရင်ထောက်တွေခေါ်တွေ့တယ်လုပ်တဲ့လူကဒီဟာကျွန်တော်မကောက်ွယ်တော့ဘူးဖြတ်သိမ်းပလိုက်မယ်အဲ့တော့ကျွန်တော်တို့ကြိုက်တယ်လို့အုပ်ချုပ်မယ်လုံမလားအဲ့ဒါတော့အုံနှောက်နဲ့စဉ်းစားပြီးတော့ဆုံးဖြတ်ဖို့ကျွန်တော်တို့လုံမယ်မပြောဘူးမလုပ်ဘူးမပြောကျွန်တော်ဥပဒေရစဉ်းစားတဲ့အချိန်မှာကျွန်တော်စဉ်းစားတာရှိတယ်ဒါမဲ့မပြောချင်ဘူးနံပါတ်1နံပါတ်2ဒါဆိုရင်ဘာကြောင့်တမတော်ကဒီလိုလုပ်နေဘာကြောင့်စာထုတ်ဘာကြောင့်တမတော်ရဲ့အကြီးကျယ်ကိုယ်တိုင်ကလူရှိထွက်ပြီးတော့ popular news မဟုတ်လားအဲ့ဒီမှာ interview ပေးနေတယ်ဘာကြောင့်တမတော်သတင်းအမှန်ပြန်ကြားရေးဖွဲ့ကဝှချုပ်ကြီး2ယောက်နဲ့ဝှချုပ်1ယောက်နဲ့သတင်းထောက်တွေခေါ်ပြီးတော့ပြောနေသူတို့မှဘာတာဝန်ရှိလဲဆိုရဲကျွန်တော်တို့ကိုမြန်မာနိုင်ငံသားတွေကဘာကြီးကိုပါသူတို့က message ပေးနေတယ်လိုအပ်ရင်ငါတို့လှုပ်တင်လှုပ်ထိုက်တဲ့အလုပ်20စလုံးအရာလှုပ်တင်လှုပ်ထိုက်တဲ့အလုပ်ငါတို့လှုပ်တဲ့အချိန်မှာဒီဥပဒေပေါင်းအတွင်းကနေလှုပ်မယ်2008ပေါင်းအတွင်းကနေလှုပ်မယ်2008ပေါင်းကိုကြော်ပြီးတော့မလှုပ်ဘူးအဲဒါကြောင့်မနေ့ကပြောတဲ့အထက်မှာအခန်း1ကိုသူတို့ပြောတယ်အခန်း5ကိုသူတို့ပြောတယ်အခန်း5ပြောတယ်ဆိုတာရွေးကောက်ပွဲကော်မရှင်ကိုခန့်တဲ့အစိုးရထဲမှာတောင်းခံဖို့ရှိတယ်နောက်ပြီးတော့အဲ့လိုအခန်းခံရတဲ့ရွေးကောက်ပွဲကော်မရှင်မှာအခုဖြစ်နေတဲ့ကိစ္စတွေအတွက်တောင်းခံရှိတယ်အဲ့ဒါကိုပြောဒီဟာတွေရဲ့နောက်ွယ်မှာဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက်အဟန့်တာဖြစ်ဖို့ရည်ကြီးတယ်ဘာလို့လဲအဲ့ဒါပုံမှန်6ရဲ့အနှစ်ဖြစ်တယ်နောက်ပြီးတော့ဒီဟာဒီမိုကရေစီအသွင်ကူးပြောင်းရေးထိခိုက်တယ်ဆိုလို့ရှိရင်အရေးကြီးဆုံးဖြစ်တဲ့ဒုက္ခကိုအရေးသုံးပါးကိုထိခိုက်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့လှုပ်တင်လှုပ်တိုက်တဲ့ဟာကိုလှုပ်ဖို့ကျွန်တော်တို့ကအခုကတည်းကအစဉ်သင်းဖြစ်ပါတယ်ဆိုတဲ့ဟာကိုပြတယ်အဲ့တော့အစဉ်သင်းဖြစ်တယ်ဆိုတဲ့ဟာနဲ့ဒီဘာလဲခုနကခင်ဗျားပြောတဲ့ဟာဒီစစ်အာဏာသိမ်းမယ်လားစစ်တပ်ကအာဏာသိမ်းမယ်လားဆိုတဲ့ဟာနှစ်ခုကိုကျွန်တော်တို့ကခွဲတတ်ဖို့လိုတယ်လို့ကျွန်တော်အထင်ဟုတ်ကဲ့အခန်း7ကဟုတ်ကဲ့ထားပါတော့အခန်း7ကိုကျင့်သုံးပြီးတော့တမတော်ကအချိန်ကန့်သက်ချက်နဲ့အခန်း7ကိုကျင့်သုံးနေဆိုတာဒီပုံမှန်6ချက်ကပြဿနာဖြစ်နေလို့အကြီးကျယ်ပြဿနာဖြစ်နေလို့ကျင့်သုံးလို့ရတာကျင့်သုံးချင်းတိုင်းကျင့်သုံးလို့ရတာမဟုတ်သူမှဒီပုံမှန်6ထိနေပြီဆိုတဲ့ဟာခိုင်မာတဲ့တက်တည်ပြချက်လို့အဲ့ဒါမထိပဲနဲ့တွားပြီးတော့ကျွန်တော်တို့အခန်း7ကိုကျင့်သုံးလို့မယ်လို့ရမှာမဟုတ်နံပါတ်1နံပါတ်2ကျင့်သုံးတယ်ဆိုရင်လည်းသူကအချိန်ကန့်သက်ချက်မရှိပဲနဲ့ကျင့်သုံးလို့မရအောင်အဲ့ဒါအခန်း7မှာအကုန်လုံးပြဋ္ဌာန်းထားပြီးသား
အဲ့တော့ဘာမှဒီအခန်း7မှာအငင်းပွားစရာလည်းမရှိဘူးဟိုကလည်းမရှိဘူးဒါပေမဲ့အခန်း7မှာခွဲထားတဲ့နှစ်ချက်ရှိတယ်ပထမအချိန်ကန့်သက်ချက်တစ်ခုရှိတယ်ဒီပထမကန့်သက်ချက်ကကျွန်တော်တို့ဒီအခုဒီအစိုးရရဲ့တက်တန်းကန့်သက်ချက်ကြောင့်အဲ့ဒီအချိန်ကလွန်သွားတယ်ဒုတိယတစ်ခုတော့ကျန်နေတယ်ဘာလို့ဆိုအခုကနိုဝင်ဘာဆိုတော့ဒီဇင်ဘာဟိုဘက်မှာမတ်လဆို3လ5လ6လမကျန်တော့6လအတွင်းမှာအခန်း7တွေကခွင့်ပြုထားတဲ့ဟာတခုတော့ရှိတယ်တစ်နှစ်အတွင်းမှာတစ်နှစ်ကျော်မှာသူအခန်း7တွေကိုကျင့်သုံးတဲ့ဟာနဲ့ကျန်တဲ့6လအတွင်းမှာကျင့်သုံးလို့ရတဲ့နှစ်ခုရှိတယ်ဒါပေမဲ့အဲ့ဒီဟာဒီအခြေခံဥပဒေတစ်ခုလုံးကိုဖျက်သိမ်းပြီးတော့ကျင့်သုံးတဲ့ဟာခုနပြောတဲ့တပ်မတော်ကအာဏာသိမ်းပြီးတော့အခြေခံဥပဒေဖျက်သိမ်းပြီးတော့ရတအစိုးရကိုဖျက်သိမ်းပြီးတော့အာဏာသိမ်းတဲ့ဟာနဲ့ကျွန်တော်တို့ကခွဲဖို့လိုတယ်ဒါပေမဲ့အဲ့လိုပြောတိုင်းနဲ့ဒီစက်တစ်ကိုမကျင့်သုံးဘူးလို့ကျွန်တော်ပြောနေတာမဟုတ်တခုတော့ရှိတယ်ဒီဟာတွေရဲ့ကျွန်တော်တို့ပြောနေတဲ့ UEC ရဲ့ဒီခုနပြောနေတဲ့ဒီမဲဆွဲတဲ့နေရာကြိုတင်မဲပေးနေတယ်ဆိုတဲ့နေရာတို့ဘက်ကမဲဆွဲတဲ့အချိန်မှာစီကံမရှိဘူးတို့မဲပေးတဲ့အိတ်တွေပေါက်နေတယ်ဆိုတဲ့ဟာတို့ဗာလဲမဲပုံးတွေဗာလဲဟိုကြိုးချီထားတဲ့ဟာဖြစ်နေတာဟုတ်အဲ့ဒီဟာတွေထက်ပိုပြီးတော့ဆိုးတဲ့ဟာတွေအများကြီးရှိတယ်သူတို့မပြောတဲ့ဟာပဲကျွန်တော်လည်းပြောထားတဲ့ဟာတွေရှိတယ်အဲ့ဒီမှာအဆိုးဆုံးကနံပါတ်1ကတရားဥပဒေစိုးမိုးရေးပုံမှန်384တော်တော်ပြတ်တယ်ဒီမဲခိုးတာတို့မဲလိန်တာတို့ကြိုတင်မဲဟိုကအပေါက်ဖောက်နေတာဟာတို့ဆိုတဲ့ဟာတဲ့ဒီနိုင်ငံမှာမြန်မာပြည်မှာတော်တော်ဆိုးတာ384တော်တော်အခြေအနေဆိုးတယ်ဒါမဲ့ဒီတပ်မတော်ဘက်ကအဲ့ဒါကိုသိပြီးတော့မထောက်သေးဘူးအဲ့ဒီ384ရဲ့အပေါ်မှာအဆိုးဆုံးကလူတိုင်းဟာဥပဒေရဲ့နောက်အောက်မှာရှိတယ်ဆိုတဲ့ဟာမဟုတ်တော့အဲ့တော့တချို့ကဥပဒေအပေါ်မှာရှိနေတယ်တချို့ကဥပဒေအောက်မှာရှိနေတယ်အဲ့လိုအနေအထားမှာတရားမျှတတဲ့ရွေးကောက်ပွဲဆိုတာဖြစ်နိုင်မလားတရားမျှတတဲ့ရွေးကောက်ပွဲမရှိဘူးတချို့ကဥပဒေအပေါ်မှာရှိတယ်တချို့ကဥပဒေအောက်မှာရှိနေတဲ့အချိန်မှာကျင်းပတဲ့ရွေးကောက်ရလဒ်ဟာမှန်ကန်တဲ့ရလဒ်လို့ကျွန်တော်တို့ခေါ်နိုင်မလား